မြန်မာနိုင်ငံတို့ရွေးကောက်ပွဲကျင်းပဖို့ဖိနှိုက်ကြီးရှိနေပါတယ်။စစ်ကောင်စီကဒီဇင်ဘာ28ရက်2025ရက်မှာစတင်ကအစဉ်စဉ်ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့ဒီရွေးကောက်ပွဲကိုနိုင်ငံတကာအများစုကလူမှုရေးနဲ့နိုင်ငံရေးဖိနှိပ်မှုများစန့်ကျင်ရေးပါတီတားမြစ်မှုများနဲ့စစ်ပွဲဖြစ်ပွားနေမှုကြောင့်ရိုးသားမှုမရှိတဲ့လက်ခွဲတစ်ခုလို့မြင်နေကြပါတယ်။အဓိကအချက်များရက်စွဲနဲ့အစီအစဉ်စစ်ကောင်စီခေါင်းဆောင်မြအောင်လိုင်ကမလော့ရှိရမှာရုရှားနိုင်ငံခီးစဉ်အတွင်းဒီဇင်ဘာ2025ဒါမှမဟုတ်ဇန်နဝါရီ2026မှာကျင်းပမယ်လို့ကြေညာခဲ့ပါတယ်။စီမင်းရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာ18ရက်မှာဒီဇင်ဘာ28ရက်မှာစတင်ကအစဉ်စဉ်လွတ်ဆောင်မယ်လို့အတည်ပြုခဲ့ပါတယ်။လူဝင်မှုကော်မရှင်ကဇွန်လ31ရက်မှာအချို့ဒေတာများတွင်အရေးပေါ်ကိုရက်ဆိုင်ကြေညာခဲ့ပါတယ်။ပါဝင်မဲ့ပါတီနှင့်အခြေအနေပါတီ95ခုမှပုံတင်ချပြီးစစ်ကောင်စီလက်ယုံပါတီတစ်ခုကအများဆုံးအတော်ရောင်းထုတ်မဲ့ပါတီဖြစ်နေပါတယ်။နိုင်ငံရေးဒီမိုကရက်တစ်အဖွဲ့ဖြတ်သိမ်းခံထရပြီးအန်နစ်အဆိုရှိလူငယ်တအူးနဲ့တာရင်သားလက်နက်ကိုင်အဖွဲ့မှန်ကစန့်ကျင်ခတ်ချင်းရွေးကောက်ပွဲမလုပ်ဖို့တောင်းဆိုနေကြပါတယ်။နိုင်ငံတကာသုံးပြင်မှုဥရောပသမဂ္ဂဩစတြေးလျအမေရိကစတဲ့ထားဒီရွေးကောက်ပွဲကိုလက်မခံဘဲရှုတ်ချနေကြပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကပံ့ပိုးနိုင်ပေမဲ့အိန္ဒိယနဲ့တရုတ်လိုနိုင်ငံတွေကနှိုင်းဟော်တာရှိနေပါတယ်။ရွေးကောက်ပွဲရှိရန်စန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့်ဖမ်းဆီးနဲ့ဆွဲချက်များတိုးလာနေပါတယ်။ဒီရွေးကောက်ပွဲကြီးမှာဖို့ဖိနိုင်ကြီးမြင်မာပေမဲ့နိုင်ငံတော်မသိမ်းဆည်းနိုင်ရင်ရလက်ရိုးသားမှုမရှိနိုင်ပါဘူး။နောက်ဆုံးအချက်လက်တွေအတွက်ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေကိုလိုက်နာဖို့ပါ။